မျက်နှာပဲမလဲလို့ငါအကြီးမျက်နှာကွဲနေတယ်လို့မျက်နှာပဲမကဲအားလုံးမင်္ဂလာပါဒါကတော့စက်ကြာရိုက်တာလေးပဲဖြစ်ပါတယ်ဗျာစက်ကြာရိုက်တာဘယ်လိုလဲဆိုလို့ရှိရင်တော့နောက်သိချင်လို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာအခုစက်ကြာရိုက်တာငါဖီးကောဆလာဗီးယားပေါ့ဗျာကျွန်တော်တို့တစ်ချက်လောက်ရှိုးလိုက်ပါဦးနော်အကောင်ကတော့ပိတ်တာကျော်ဆိုင်ပါဗျာပိတ်ကြဆိုင်ကဲဒါကတော့တစ်ချက်လောက်ရှိုးလိုက်ပါဗျာငါတော့ကျွန်တော်မျက်နှာထက်ကိုပို့ပြီးတော့အရင်ကြီးနေရဖြစ်ပါတယ်ဗျာငါကတော့အရင်လေးကြီးပါကြည့်လိုက်ပါဦးငါအရင်ကိုကြီးနေပါတယ်ပေါ့ဗျာငါအကြီးမျက်နှာကွဲနေတယ်လို့မျက်နှာပဲမကဲဒါစက်ကြရိုက်တာနော်စက်ကြ၄ချောင်းနဲ့ဒီကောင်နည်းနည်းသေးတယ်ဒီကောင်လုံးလုံးရှိတော့90တာ40တာ50တာပဲရှိတယ်နော်စက်ကြရိုက်တာပါ